အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပထမဦးဆုံးချက်ပေါက်တစ်ကောင်ကိုလမ်းကြည့်လိုက်ပါတယ်ပြီးရင်တော့လူကိုရင်စေဖို့အတွက်9ရက်ကနေ9ရက်လောက်အထိစာကိုမနေ့ညပုံမှန်ကျွေးပေးပါအဲ့လိုလူရင်အောင်လို့ပြီးတာနဲ့ချက်ကိုမနေ့တိုင်းအားချင်းရေးတိုင်းပါခဏလိုပေးပြီးဝမ်းသွားတာကြည့်ပါချက်တစ်ကောင်ရဲ့အားနဲ့သက်စင်မှုဟာမျက်နှာနဲ့မစင်ကိုကြည့်ရင်သိနိုင်ပါတယ်ပြီးရင်တော့မျက်နှာကိုရေပါတက်ပြီးကြောက်တွေသွားတဲ့အထိလက်ပူပုတ်ပေးပါပြီးရင်တော့ဒုနှစ်ဘက်ကိုမယောမတင်စုံနေပေးပါအချိန်90 100လောက်ပါပဲပြီးရင်တော့ရေမက်ကိုလက်နဲ့ပြီးသက်ပေးပါ90 100လောက်ပါပဲပြီးရင်တော့ခြေပေါ်ဝါကိုဖိနေပေးပါအားလုံးပြီးတဲ့အခါမှာတော့ကြက်ကိုကောင်ကြိုက်ပြီးလုပေးကြည့်ပါလူကိုပြန်ရစ်နေမယ်ဆိုရင်တော့ကြက်နဲ့လူချင်းမဟာရင်မရှင်းနီးစပ်နေပါပြီနောက်ပိုင်းလူကိုလိုက်ကတ်တဲ့အထိဖြစ်လာပါလိမ့်မယ်နေ့လယ်မှာတော့ကြက်ရင်မျက်နှာနဲ့အတောင်ကြားကိုရေနဲ့တက်ပြီး6သွေးလာတဲ့အထိလက်နဲ့ပုတ်တက်ပေးပါပြီးရင်တော့ဒူးကိုစုံနေပေးပါထိုင်နာကို25ကောင်လောက်လုပ်ပြီးခရမ်းကြည်တင်းနဲ့အစာရောကျွေးပြီးကောင်ကြိုက်ကြောခောက်အမိပုတ်ပြီးပြန်လုပေးလိုက်ပါညကိုစာကျွေးဒူးစုံမျက်နှာရေတက်ပြီးစောင်းပြီးသွားရင်တော့အိတ်တန်းတင်ပါကျဲလာလို့ပြီးပြီဆိုရင်တော့နောက်တစ်ပတ်ထပ်ကြည့်ပါဒီကြပေါ့လန်တို့ရှင်းပြလာပါလိမ့်မယ်ကောက်ကူကောက်ပြင်းနဲ့နိုင်ဝါလောက်ထိကြည့်ပြီးအခုကရောက်တဲ့အထိကြည့်ပါပြီးရင်တော့အာရှင်းဆွဲပြောင်းချပြီးချက်ထုတ်ထုတ်နေပြီးခဏပြထားပြီးလုပေးလိုက်ပါချက်ကိုစိတ်တိုင်းကြားလို့3ရက်နေရင်တော့ရခင်အလိုက်ဆက်မွေးပြီးတခြားတစ်ခါနဲ့နောက်ထပ်တနာကြီးထပ်ကြည့်ကြည့်ပါချက်ကိုရခင်ချက်ဖို့လမ်းနဲ့တိုင်းတာပြီးအကြိုက်တွေ့တယ်ဆိုရင်တော့ရခင်ပြောခဲ့သလိုထပ်မွေးပြီးတိုက်ခိုင်ပြီး3ရက်လိုမှချီကျော်ထိုးပြီးရှေ့ဆွဲတိုက်ပွဲဝင်အစင်သစ်ဖြစ်နေပါပြီလို့ပြောရင်တက်ချက်စီတူညီကိုပေါင်းတက်ချက်ကောင်းတဲ့ပိုင်းစတိုင်နဲ့ကြားပါလိမ့်မယ်